ဒါလေးကတော့တခွားတီအာလူတီခင်းကျင်တီပါဒါကဘေးစော်လေးပါဒီတခွားတီအာလူတီခင်းကျင်တီကိုဒါလေးနဲ့ချစ်မှာပါချစ်ပြီးတော့မှအရေးရယူမှာပါရှင်ပြီးရင်ဆက်ပြာနဲ့ရောကြိုပြီးတော့ဒီမိုးကွက်လေးတွေကိုလောင်းထည့်လိုက်မှာပါရှင်ဒါလေးကတော့စောကခင်းကျင်တီတခွားတီအာလူဒီ၃မျိုးကိုကျင်းနဲ့ချက်ထားတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုဒီအဝတ်ပါးလေးနဲ့ပိတ်ပါးလေးနဲ့သူညှစ်ပြီးတော့စစ်ပြီးတော့မှအရည်လေးယူပါမယ်အဲ့ဒီအရည်ယူမယ်အဲ့ဒါရင်နောက်ပြီးတော့ဒါကကြာရှားဆောင်အနှစ်ပေါ့စောကညနေကလေးလှုပ်ထားတဲ့ဟာလေးပေါ့နော်ဒါရှားဆောင်အရည်ရအောင်ယူလိုက်တာရှားဆောင်အနှစ်ကိုချစ်ပြီးတော့နော်အရည်ရအောင်ယူလိုက်တာပါအခုကရှားဆောင်ဆက်ပြာလေးလုပ်မှာပါနော်ကောလာဂျင်လည်းထည့်မယ်ကောလာဂျင်လည်းထည့်မယ်တခြားအသားရည်အတွက်သုံးဝင်တဲ့ပစ္စည်းလေးတွေလည်းထည့်ပါမယ်ဒါလေးကတော့ခုနကလှုပ်ထားတဲ့တဘာဝအတီးလေးတွေပေါ့နော်အတီးအနှံလေးတွေကရအောင်ယူထားတဲ့အရည်လေးပေါ့နော်အဲ့ဒါနဲ့နောက်ပြီးကောလာဂျင်ထည့်တယ်တခြားစပ်ပြားထဲမှာလိုအပ်မဲ့ပစ္စည်းလေးထည့်တယ်ပေါ့နော်အဲ့ဒါရင်နောက်ပြီးဒါကတော့ရှားဆောင်အနံ့ပေါ့နော်အနံ့လေးစပ်ပြားလေးကိုအနံ့လေးမှုေးဖို့ရအတွက်ဒါလေးကတော့စပ်ပြားအမြုပ်မထအောင်ဖြန်းတဲ့အရက်ပြန်လေးပေါ့နော်အဲ့ဒါနဲ့အခုဆိုရင်စပ်ပြားစပြီးတော့ကြိုပါတော့မယ်ကဲနောက်ဆုံးတော့မမဟန်နီရဲ့ကောလာဂျင်ဆပ်လေးတွေရပါပြီရှင်ဒါလေးကတော့ကောလာဂျင်နဲ့ပြုလုပ်ထားတဲ့တဘာဝရှားဆောင်စပ်ပြားလေးပါနောက်ပြီးတော့ဒါလေးကတော့ကောလာဂျင်နဲ့ပြုလုပ်ထားတဲ့တဘာဝကော်ဖီဆက်ပြားလေးပါရှင်ဒါလေးတွေကတော့ကော်ဖီလေးတွေရတယ်ဒါလေးတွေဆိုရင်တခဲကို3500နှုန်းနဲ့ပါရှားဆောင်ကလည်းအဲ့လိုပဲတခဲကို3500ပါပဲရှင်9ခဲကနေမှာယူလို့ရပါတယ်ရှင်ဒီဟာလေးကတော့ဒါလေးကတော့9ထောင်ဒါကစိုက်ကြီး gram ပုံများတာပေါ့နော်သူကတော့ဒီအသေးပုံလေးတွေဒီအောက်ဘဲဥပုံလေးတွေပေါ့နော်ပုံလေးတွေကတော့ကိုလိုချင်တဲ့ပုံလုပ်လို့ရတယ်ဒီမှာသူကကျတော့စိုက်ကြီးတာပေါ့နော် gram ပုံများတာပေါ့ဒါကြီးကတော့ဒါကြီးဆိုရင်တစ်လားလောက်သုံးလို့ရမယ်တဲ့နော်ဒီ collagen ဆက်ပြအောင်ဒါလေးကတော့3500ကြိုက်တဲ့ဟာကိုမှာယူလို့ရပါတယ်ရှင်